ဒါတော့မနေ့ကမလေးတောင်သွားတယ်နော်တေးထလေးပေါ့နော်အဲ့တော့ကျမတို့နှစ်စောတော့မဟုတ်တော့ဘောနည်းနည်းတော့နေမြင့်နေတောင်စတက်နေပါပြီဒီမလေးတောင်မရောက်တာလဲ14နှစ်15နှစ်လောက်ပိုရှိပြီပေါ့နော်အချိန်မှာဒါပြည့်တဲ့အားဆိုဒီချိန်မှာပြန်တဲ့အားဆိုရင်တော့စိတ်ထဲမှာခံစားမှုအောင်တစ်မျိုးပဲပေါ့နော်ပြောလဲပြောရဲအိမ်ဆိုင်လည်းဖြစ်တယ်အဲကျတော့တောင်ပေါ်တော့ကားနဲ့တက်တာပေါ့နော်ချိန်ချင်းတော့မတက်နိုင်တဲ့တော့ကားနဲ့သွားနေရပါနလန်မလည်းသူလည်းအခုရတော့တော်တော်များရပေါ့နော်ကိုပဲမတက်ဖြစ်တာကြလို့လားတော့မသိဘူးတောင်ပေါ်နေမြင်ရတယ်ရှူကင်းလေးပေါ့နော်တော်လာရတဲ့မဲ့လူရသည်ဆိုတော့ပင်နေရ6ကန်နေစင်ဆိုတော့မရှိတော့ဘူးပေါ့နောက်ဆုံးတော့ကျွန်တော်တို့တောင်ပေါ်ကိုရောက်လာပါပြီဒါတော့တောင်ပေါ်နေမြင်ရတဲ့မြင်ကွင်းလေးပေါ့နော်တောင်ပေါ်နေကြည့်လိုက်မယ်ဆိုရင်မလေးတစ်မျိုးတော့အရင်ကိုလာနေတာကျွန်တော်တို့တောင်ပေါ်မှာအခွဲလိုက်ကြည့်ဒါနေလေစားစားပါမယ်ပေါ့နော်ဒါတော့အရင်နေယူလိုက်တဲ့မင်းဟင်းနေပေါ့နော်ဒါထမင်းစီစံဒါတော့ထမင်းနေနေရပါတော့ထမင်းနေပြီးတော့ကျွန်တော်တို့ဒီပါလာတဲ့ဟင်းလေးနဲ့စားမှာပါဒါတွေကတော့လက်ဖက်တုပ်တွေတဲ့ငါးကြော်တွေချက်သားကြော်တွေချမောင်ကြော်တွေနဲ့အဆောင်ပါပဲရှင်ဒါကျွန်မဦးတကြီးပါဒါလေးကတော့ကျွန်တော်တို့ရပကမ်းမှာဒါတော့ကျွန်တော်ဆရာကြီးပါနော်ဒါတော့ဖောင်လာဆရာကြီးဖြစ်ပါတယ်ဒါတော့သူ့ရဲ့တပည့်ကြီးပါထမင်းစားဖို့ဆောင်နေရကျွန်တော်တို့မြည်ကြည့်နေရပါတော့ခေါင်းမဘိုက်တွေတော့စားနေတော့ဒီလိုကတောင်းနေရခေရပါပြီထဲပါမယ်ဒါတော့ကျွန်တော်တို့ရဲ့2026ရဲ့ပကမ်းများလေးပါအဲ့နဲ့စားကြမှာပေါ့နော်ဇော်လေးနဲ့ဒါတော့တပည့်ကြော်တွေဒါတော့ဆရာငယ်ပါဒီလိုဖက်နေလေးထမင်းနိုင်ထုတ်တာတခုတော့ကောင်းတယ်ကျွန်တော်တို့ပကံလေးစီးရမလို့တော့ဘူးဘာမှဒီမလားအမိုက်နဲ့ကြွကြွကိုလည်းရှော့ချရောက်တယ်အဖွင့်လိုက်ဆိုပြောစရာကြီးပါသမျှလည်းကုံစားကြတာပဲခေဒါတော့တောင်ပေါ်ကနေပြီးတော့မှရှုပ်ရင်လေးလင်းကြည့်နေကျမပါပေါ့နော်မရောက်တာကြပြီဆိုမှတရားရဲ့အတွက်ခံစားချက်ကတော့လုံးဝတစ်မျိုးပဲတော်လေရှုရင်းနေကြည်အောင်မိုက်တယ်ပေါ့နော်တော်လေအေးလေအေးချမ်းတယ်လူလည်းတိတ်မရောမရှုပ်တော့ဖျားလေအေးစေဖို့လို့ရတယ်ဖွင့်လိုက်အေးစေစေနေလို့ရတယ်ပေါ့နော်ဒါတော့ဒီထလေးပေါ့နော်အဆုံးလေးကြည့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်